အားလုံးမင်္ဂလာပါနော်ကျွန်တော်မိမပြောက်တယ်ဟိုကျွန်တော် line ပေါ်လည်းတင်ထားပါတယ်နော်ပထမတော့တာမန်စိတ်ဆိုးလို့သူထွက်သွားပြီးတော့သူတကယ်ချင်းတယောက်အိမ်မှာနေနေထင်တယ်လို့ကျွန်တော်မျိုးပြန်လာဖို့အတွက်ပုံစံမျိုးနဲ့ကျွန်တော်ပြောပါတယ်ဒါပေမဲ့အခုကျွန်တော်ကြားရတဲ့နေရာမဟုတ်ပါဘူးအိမ်တင်ကနေပြီးတော့သူ့ကိုခေါ်ထားတယ်နော်ခေါ်ထားပြီးတော့သူ့ကိုဖွက်ပြထားတယ်နော်အဲ့လောက်ဒီပဲကျွန်တော်ပြောချင်တယ်ကျန်တဲ့ကိစ္စကိုမပြောချင်ဘူးဖွက်ပေးထားတယ်လို့ပဲကျွန်တော်ကြံမြင်သိရတယ်ဖွက်ပေးထားတဲ့ကြော်လာပြီဆိုရင်ဖွက်ပေးထားတဲ့အိမ်ရောနောက်ဆက်တွဲရောကျွန်တော်အကုန်ရေးပါမယ်နော်ကျွန်တော်အခုစုံစမ်းရသလောက်ကတော့အိမ်တိမ်မှာသူ့ကိုခေါ်ထားပါတယ်နော်သူကိုယ်တိုင်လည်းဖြစ်ရင်လည်းဖြစ်ပါရင်လည်းပါလိမ့်မယ်မပါရင်လည်းမပါဘူးဒါကတော့ကျွန်တော်မသိဘူးနော်သူကိုယ်တိုင်ပါတဲ့ကဏ္ဍအနောက်မှာကျွန်တော်ရှင်းမယ်လောလောဆယ်ကျွန်တော်လူရောက်တိုင်ထားတဲ့အပေါ်မှာတရားကျွန်တော်မိမပုံမကြည့်ပြတယ်အသက်35နှစ်ဣဒါအမှ9ရက်ကွာမှာနေတယ်နော်ဒီဘက်ကကြောက်သူ့ရဲ့မိသားစုသူကကာမပိုင်းယောက်ျားရှိတယ်နော်သူရှိမှတရားဝင်ယောက်ျားရှိသေးတယ်အခုတည်းကလည်းမကွဲဘူးကွဲဖို့လည်းသူမရှိကွဲလည်းမကွဲပြီနော်ကွဲလည်းမကွဲပြီကျွန်တော်မိမကိုကျွန်တော်ချစ်လို့ထားတာကွဲဖို့ယူထားတာမဟုတ်ပါဘူးဟောတယ်ကျွန်တော်ကွဲလည်းမကွဲပြီပါဘူးနော်အဲ့တော့သူရှိမှကလေး3ယောက်ရှိတယ်နောက်ကိုချင်းစားတယ်ဆိုရင်သူ့ရဲ့ကလေးငယ်လေးက9နှစ်ပဲရှိသေးပါတယ်9နှစ်ပဲရှိသေးတယ်နော်ဟောတော့ကျွန်တော်မိမနာမည်ကတော့ကြည်ပြမယ်အသက်က35နှစ်အရက်က9ပြီလောက်ရှိရဲ့အသားကညိုတယ်နော်မဖြူညိုပါနော်မာလူမျိုးပါဣဒါ9ရက်ခွမှနေပါရဲ့ဆိုရင်ကနည်းနည်းရှိပါတယ်အဲ့တော့ကျွန်တော်ပြောပြီးပြီကျွန်တော်ကိုတွေးကြည့်တဲ့လူတွေသတင်းပေးတယ်ဆိုရင်ကျွန်တော်ထိုက်တန်သွားဂုဏ်ပြုပါမယ်ထိုက်တန်သွားကျေးဇူးဆက်ပါမယ်အဲ့လိုမှမဟုတ်ပဲနဲ့ဂူလာမျိုးကျွန်တော်သတင်းကြားလို့မျိုးနော်ကျွန်တော်မိမကိုဖွက်ထားပြီးတော့ကျွန်တော်မိသားစုကိုပြိုကွဲပြက်စီးအောင်လုပ်နေအိမ်ကတော့ကျွန်တော်ဥပဒေတိုင်းထိရောက်စွာရေးပါထိရောက်စွာတရားစွဲပါဘယ်သူမှမညာပါဘူးကျွန်တော်တရားစွဲပါမယ်နော်ကြိုပြောထားပြီးကျွန်တော်မိမပါစီဖြစ်တယ်သူပါတဲ့ခဏနောက်မှထက်ရှင်းမယ်ဒါပေမဲ့အဲ့ကိုကျွန်တော်တရားစွဲမယ်ကျွန်တော်မိမထွက်သွားတဲ့အချိန်မှာစိုက်ကယ်တစ်စီးပါတယ်ဖုန်းတစ်လုံးပါနော်စိုက်ကယ်တစ်စီးပါတယ်ဖုန်းတစ်လုံးပါတယ်နော်ပတ်စံပါတယ်နော်ပတ်စံပါတယ်ထွက်သွားတဲ့အချိန်မှာပါသွားတဲ့ပစ္စည်းတွေပတ်စံရဲ့ဖုန်းရဲ့စိုက်ကယ်အဲ့ဒါကျွန်တော်ပြန်ကြလို့အဲ့တိကျလို့ကျွန်တော်သွားချလို့အဲ့မှာအဲ့ဒါမရှိဘူးဆိုရင်အဲ့ကိုပစ္စည်းကုန်မှုနဲ့ပါထပ်ပြီးတရားစွဲပါနော်ဟုတ်မှုနဲ့ပါထပ်ပြီးတရားစွဲပါမယ်ကျွန်တော်ကြိုသတိပေးထားတယ်သူများတိုက်မြုံလေးကျွန်တော်ဖြတ်စည်းခြင်းကျွန်တော်တိုက်မြုံလာပြီးပြက်လို့ဖြတ်စည်းဖြစ်အောင်လုပ်တယ်ပြီးကျွန်တော်ညှာပါမဟုတ်ပါဘူးနော်အခုတွေကကျွန်တော်သတင်းစာနာရနေပါပြီကြိုပြောထားပါ